ကဘာမှမရှိတဲ့ဖြစ်စေပြန်ပြောတိုင်းတို့နဲ့မရှိတဲ့နေရာဟဲ့မင်းမပြောမှာဆိုဟုတ်တယ်မုံကြီးမလည်းဖားလို့မလဲတလောက်ငယ်ငယ်ရွယ်နေမအတာငယ်ငယ်လေးမသိငါတို့ကြောင်းပြတာတော့မကြသေးဘူးပျော်စက်မအောင်ကလာတတ်ပါနာပြီးတော့မင်းမရွာမှာတေးသေးလေးနာ6ကက်ကြီးနေပြောင်းမှာတော့ငါတို့လူပြိုဘွားတွေငါတို့ကပျော်တော့ပါတော့မင်းမကြီးနာနောက်ခါကျရင်ကလေးတွေနာဘာနာပြောင်းနေရမှာကြည့်တာမပြောင်းတော့ခုချစ်တဲ့သူနဲ့အတူနေရမှာတွေးကြည့်စမ်းစိတ်ကူးရင်ကဘာလေးကြာနေပဲကိုကလည်းသူ့ချစ်တယ်သူကလည်းကိုကိုချစ်တယ်တော့တိပြောစရာကောင်းမလဲဘာလဲအခုပြောတာမှတ်ထားပါဦးနောက်ခါကျမှညတယ်မှတ်ထားလိုက်ကလေးရခါကျမှကြည့်ငါတို့အဲ့ကျမှကဲတော့ခါတော့နေမှာဟဲ့အောင်ဘယ်တော့ရောင်းတာလဲဟဲ့အောင်ရေးငါမနေ့ရောက်တာမြို့မှာဆံပြေတော့လားပြေပါလေမြို့မှာအေးစေးပါငါတော့တောနာအိမ်နာပါခုမှတော့ပြန်တယ်မှာရက်ခက်သေးတာပြောရတာဘောရတာဟဲ့ကလေးရပြီးတော့အလိုခဲလောက်ကြတာသေးတယ်မယ်ရကတောင်းတော့ပြောစကောင်းပါလေမွေးရတာမှယောက်ျားလေးဆိုတော့အခုကနေရှောင်ပြဖို့စဉ်းစားပြီမောင်ချစ်သူနဲ့ကပြောလို့ဆိုပြောလဲအဲ့ဒါငါလာပြောမနေနဲ့အဲ့ဒါညာတဲ့ပြောရတာကွယ်နေဆိုကုန်းယုံလောက်ကလားမယူရှမ်းနာမဟဲ့အောင်ငါတော့ဖောင်း